ရှင်းပြပြီလားဘောဇံသက္ကရာ1383ခုနှစ်သောတရင်လစု8ရက်2012ခုနှစ်9လပိုင်း20ရက်အင်္ဂါနေ့နာနေပိုင်းမှာဦးမြတ်မောင်တော်ခင်ရွှေသမီးမဆာချေမောင်မိသားစုနီလာလန်းမြောက်ပိုင်းရနဲ့ဦးအောင်မြတ်မိုးမနီလာသမီးမဆုလိုင်ထွန်းမိသားစုကံကောရတ်တို့ဤဓမ္မပူဇာလူတော်ကိုခံယူ၍ဟောကြားခြင်းမြတ်အပ်သောကောသလမေအိမ်မက်16ချက်တရားတော်တဲ့ဗာတရားပါလေဗျာဒီကနေ့12ခုမြောက်ရောက်လာခဲ့ပြီအဲ့ဒါကြောင့်အိမ်မက်12အမေးဖြင့်လင်္ကာအရင်ဆုံးပူဇော်ကြရအောင်နော်အားလုံးစာရွက်ကလေးတွေဖွင့်ပြီးတော့ပူဇော်ကြသံကြီးမပေါင်းဘုရားမူဩရေရစုံစုံနေမြုပ်လုံးစုံပညာရှင်များစကားဥပ္ပါပြောသည်များလောကမကောကိုသံကြီးမပေါင်းဘုရားမူဩရေရစုံစုံနေမြုပ်လုံးစုံပညာရှင်များစကားဩဇောပြောသည်များလောကမကောကိုအထက်ကအမေလေးကတန်ခြင်းမပေါင်းဘုတော်မူအောင်ရည်တွင်စုံစုံနှင်းမြုပ်လုံးစုံဒါကအိမ်မက်အမေဘုတော်နဲ့မှာတဲ့တန်ချောင်းလည်းမပါဘူးတန်ဒုံလည်းမပါဘူးနောက်ကြီးချောင်းလည်းမပါဘူးကြီးဒုံလည်းမပါဘူးနောက်ကြောက်ခဲတဲ့တလုံးမှထည့်မထားဘူးအဲ့လိုသံချောင်းတန်တုံကြီးချောင်းကြီးတုံကြောက်ခဲဘာမှထည့်မထားတဲ့ဘူးတော်တစ်ခုဟာပရိသတ်ရဲ့လေးလေးကြီးဖြစ်နေမလားပေါ့ပေါ့လေးဖြစ်နေမလားပေါ့ပေါ့လေးဖြစ်နေမယ်အဲ့ဒီပေါ့ပေါ့လေးဖြစ်နေတဲ့ဘူးတော်ဘူးအောင်ကိုရေထဲထည့်လိုက်တော့အမှန်တကယ်တည်းဆိုလို့ရှိရင်ပရိသတ်နစ်သွားမလားပေါ်နေမလားပေါ်နေရမှာကိုမင်းကြီးအိမ်မက်မက်တာကပေါ်နေတာမဲ့သလားရေထဲမြုပ်သွားတာမဲ့သလားဩစရာကြီးနော်တန်ချောင်းထက်ထားလို့မြုပ်ရင်ထားပါသံတုံထက်ထားလို့မြုပ်ရင်ထားပါခြေချောင်းတွေခြေတို့နဲ့ထက်ထားလို့မြုပ်ရင်ထားပါကြောက်ခဲတွေထက်ထားလို့မြုပ်ရင်ထားပါအခုကဘာမှမထက်ထားပဲနဲ့ဒီဘူးတော်ကြီးရေထဲချတော့ရေထဲဘလို့ဖြစ်ပါမြုပ်သွားတာအဲ့ဒါမြတ်စွာဘုရားဖြေတဲ့အဖြေကိုလင်္ကာရေးထားတော့ပညာရှင်များစကားအုပ်ဆုံးပြောသည်များလောကမသုံးကုန်ပညာရှိတွေပြောတဲ့စကားကိုဟောဒီလောကရှိတစ်ကမ္ဘာလုံးကြီးကဘလို့နေမလဲမသုံးဆွဲဘူးတဲ့ဘလို့နေမလဲမသုံးဆွဲတော့ဘူးအဲ့ဒါပညာရှိတွေဘေးချိတ်ဟုတ်လားဆရာသမားပြောတဲ့စကားကိုတပည့်သာဝကတွေကလိုက်နာမှလည်းမလိုက်နာဘူးလားမိဘပြောတဲ့စကားကိုသာသမီမြေမြေတွေကသုံးဆွဲမှလားမသုံးဆွဲဘူးလားသုံးဆွဲတော့ဘူးအဲ့တော့ခြုံပြီးပြောလိုက်ရင်တစ်ကမ္ဘာလုံးတိုင်းတာနဲ့ပညာရှိတို့ရဲ့စကားသည်တဲ့ပရိသတ်ကြီးဘယ်လိုဖြစ်ပလဲဘယ်သူမှမသုံးဆွဲတော့ဘူးတဲ့ဘယ်သူစကားသုံးဆွဲမလဲလို့ဆိုလို့ရှိရင်ပညာမဲ့တွေရဲ့စကားတွေသုံးဆွဲလိမ့်နော်ဘယ်သူစကားတွေသုံးဆွဲမလဲအဲ့တော့ပညာမဲ့တွေရဲ့စကားကဘာနဲ့တူသလုံးလို့ဆိုတော့ဘူးတော်နဲ့တူတယ်နော်ပညာမဲ့တွေရဲ့စကားကဘာနဲ့တူမလဲ
ဘူရောင်ထဲမှာအနှစ်သာရပါသလားဘူရောင်ထဲမှာတန်ကြောင်းသာတို့ကြည်ကြောင်းကြီးတို့ကြောက်ခဲလေးလံတဲ့ပစ္စည်းပါသလားအဲ့ဒါလိုပါပဲပညာမဲတို့ရဲ့နှလုံးသားထဲမှာသီလသမာဓိပညာနှစ်သာရရှိသလားမရှိပေမဲ့သူတို့ရဲ့စကားလူတွေကသုံးလိမ့်မယ်သုံးဆွဲလိမ့်မယ်ယုံစားလိမ့်မယ်တဲ့ပရိသတ်ကြီးသာဝေကရဖို့မကောင်းဘူးလားအဲ့ဒါပညာရှိစကားတော့မသုံးဘူးသူတို့ပညာမဲ့တွေရဲ့စကားသုံးဆွဲမယ်အဲ့တော့ပညာမဲ့တွေရဲ့စကားကဘာနဲ့တူလဲဘူးထောင်းနဲ့တူတယ်ပညာမဲ့တွေရဲ့စကားကဘာနဲ့တူမလဲဘူရောင်ရဲ့အတွင်းမှာတန်တုံးတန်ချောင်းကြည်ကြောက်ခဲစားတဲ့လေးလံတဲ့ပစ္စည်းအနှစ်သာရမပါသလိုပဲပညာမဲ့တို့ရဲ့နှလုံးသားထဲမှာစိတ်ထဲမှာသီလသမာဓိပညာဆိုတဲ့အနှစ်သာရရှိပါမလားရှိတယ်ပါဗျာအေးအဲ့ဒါလေးသံဝေကယူကြဖို့ပါနော်မှန်ပါဗျာဒီတော့ပြိဿရေပြတ်စွာဘုရားကဧကန္တသမဝိဘဟောပြီးတော့ကောသလမင်းတရားကြီးကိုအမိတ်ရှိမင်းကြီးတဲ့နောက်ထပ်ဒွါနသမဂတိမဟာရာဇမဟာရာဇသမုဒ္ဒေနအိုမေပြတွန်းနေသည်ဘေမမငါဖယားအားဒွါနသမတစ္ဆေနကုမပြေသောအိမ်မက်တော်ဝဂတိလျှောက်ထမ်းပါဥလောယင်းဤသောလင်ဘဂဝံဘုန်းတော်ကြောင့်မသိခင်တို့ဘုရားရှင်သည်ကောသလရာဇနံကောသလမင်းတရားကြီးကိုအဝါဇကောင်းစွာမသိမိန်ကြတော်မူလိုက်ပါပင်သတည်းမူရင်ပါဠိအထက်ကရာကိုတို့နာကြရအောင်ဟေ့နော်ဘယ်လောက်ဟောထားတယ်လဲလို့ဆိုတာကိုတို့ပြိဿဉာဏ်လေးနဲ့လက်ပြီးနားထောင်ကြည့်ဟုတ်လားမြတ်စွာဘုရားဟောဖို့ဒါ12ခုမြောက်အိမ်မက်ကိုငါဘုရားလျှောက်ထားပါလို့မြတ်စွာဘုရားမိန့်တော်ကောသလမင်းတရားကြီးကလျှောက်ထားတယ်မြတ်စွာဘုရားဗန္တေတောသနာဘုန်တိဥရကေသီရဏတိအတ္တသံဣမသကောဝိပါကောတိဗန္တေမောလနေဝထုလေတောပါသာဘုရားအိုမြတ်စွာဘုရားအာကောသလမိခောဘုရားတပည့်တော်သည်သူမိနေအိမ်မက်ထဲမှာဒုစလံဘုန်တိသံတုံးသံချောင်းလည်းမပါရေလုံးကြေးချောင်းလည်းမပါကြောက်ခဲစားတာနေသာတာမပါသည်ဖြင့်အချီအနီးဖြစ်၍နေကုန်သောဘူထောင်တို့ကိုဥဒကိရေရဏသေရဏတိစုပ်စုံနှိမ့်မြုပ်နေသည်တို့ကိုအန္တသမမြင်မဲ့ခဲ့ပါသည်ဖျားဣမတံအိမ်မရဲ့ဝေဘာကောအကျိုးပြတရားတွေကကောဂိရိသောအဘေသောသဘောရှိပါသလဲမြတ်စွာဘုရားဤနည်းသောလင်ကောသလရာဇံကောသလမင်းတရားကြီးသည်ဘဂဝန္တံဘုန်းတော်ကြောင့်မသိခင်ဘုရားရှင်ကိုရောမြတ်ကိုအဘုစီသီလိုရင်းနှင့်ကောင်းစွာမသိလျှောက်ထားရှာလေတော့တည်းမြတ်စွာဘုရားတဲ့အဝဇ္ဇရာကောင်းလွန်းလို့12ခုမြောက်အိမ်မက်ကတော့တော်တော်အဝဇ္ဇရာကောင်းတယ်ဘူရောင်တို့မြည်သည်အထဲထဲကအဆံကိုထုတ်နေကြောင်ကလေးများလှမ်းထားတို့အညာဘက်တွေမှာတော့ဥလေးမြသုံးဆွဲလို့ရှိသေးတယ်ကွယ်နော်ဒါမြန်မာပြည်အောက်ပိုင်းမှာတော့သုံးနေသွားပါပြီရှေ့ကောင်းတော့ရှေ့မှာပေါ့လေအထက်ပိုင်းမှာတော့သုံးဆွဲလို့ရှိသေးတယ်အဲ့တော့ရေဘူးအဖြစ်နဲ့အသုံးပြုမဲ့ဘူးသီးကိုဘူးသီးလှလှကြီးတွေဆိုလို့ရှိရင်မခူးပဲနဲ့ဒီတိုင်းထားအရင်ခံထားရင့်ပြီဆိုတော့ကအဲ့ဒီကဘူးသီးကိုပရိသတ်ရဲ့အသားရဲ့အညာလေးနဲ့တကွခူးတယ်ခူးပြီးတော့မှဘေးနားလေးကနေပြီးတော့ဒိုးဝိုင်းတော့အပေါက်ဖောက်အဲ့ဒီကနေပြီးတော့မှအထက်ကခါတဲ့ဒီအစာတွေကိုဒီတို့စူးတို့ဆောက်တို့တန်ချောင်းလေးတွေနဲ့ကလောကလောပြီးတော့ထုတ်ယူရထုတ်ရပြီးတော့တစ်ဝက်လောက်ရောက်တဲ့အခါကျတော့အဲ့ဒီမှာအပုတ်ခံထားတဲ့ရေစိမ်ထားဒါတော့အထဲထဲမှာရှိတဲ့ပရိသတ်ရဲ့ဘူးသီးအစာတွေကရေနဲ့ဆွေးပြီးတော့အကြီးပြောလာပြီးဆွေးတဲ့အခါကျတော့အပြင်ကိုစောစောကဒိုးလုံးလောက်ဖောက်ထားတဲ့နေရာကနေပြီးသွန်ချရသွန်ချတဲ့အထဲထဲမှာအနှစ်သားအဆံဘာမှမရှိတော့အဲ့ဒီကဘူးသီးအချောက်ကိုနွေရသည်မှာဦးလေးမြင့်ရေထက်ပြီးတော့လေ
ရေထက်ပြီးတော့အဲ့ဒီကရေကိုလောင်ထားပြီးတော့ရေများဆာတဲ့အခါအဲ့ဒီဘူးသီးတဲ့ထည့်ထားတဲ့ရေကိုတောက်လို့ရှိရင်အမှန်တန်အေးတယ်ဦးလေးပြနော်အဲ့ဒီကတည်းကရှိသေးတယ်တို့ဘူးခါရီဆိုတာရှိသေးတယ်အဲ့ဒါခါတဲ့ရတာရှိတဲ့ဘူးခါများကိုရေဘူးလုပ်ပြီးတော့အဲ့ဒီတည်းထည့်တော့တဲ့ရေများကြတော့ပို့ပြီးတော့အေးတယ်လို့ဆိုတာနော်အဲ့ဒါကြောင့်ဘူးခါရီအေးတဲ့နေရာမှာနော်ကြမ်းကြလေဟုတ်လားအေးတဲ့နေရာမှာကြမ်းကြလေကြမ်းမြခင်းတဲ့အခါမှာပရိသတ်တဲ့လက်သန်းလုံးလောက်လက်လုံးလောက်ဖြစ်ဖြစ်အတီကြမ်းလေးတွေကိုချဲထားတယ်အညာဘက်တော့အဲ့လိုခင်းလေးရှိတယ်ကွယ်နော်ဒါတော့လက်ကြေးပါများအဲ့ဒါတော့ခင်းထားတဲ့ကြမ်းကြတဲ့ကနေပြီးတော့ပရိသတ်နွေရာတွေများလေလေးတိုက်ပြီးတော့ကြမ်းကြတဲ့တိုင်ဝင်လာတဲ့အဲ့ဒီကလေဟာဥလေးမြအမတန်အေးတယ်ဒါကြောင့်ဘူးခါတဲ့ကရေအေးတယ်ကွယ်ကြမ်းကြတဲ့ကနေပြီးတော့ဝင်လာတဲ့လေအမတန်အေးတယ်နောက်တစ်ခုပူတဲ့နေရာမှာကျတော့တိမ်ချားနေတဲ့တိမ်ချိုတိမ်ချားတွေကနေပြီးတော့ပရိသတ်နေမင်းကြီးကနေပြီးတော့ပြန့်ထွက်လာတဲ့အယောင်ကလေးတိမ်ချားလေးတွေကနေပြီးတော့စူးပြီးတော့ထွက်လာတာအမတန်ပူတယ်ကွယ်နော်အဲ့ဒါကြောင့်တိမ်ချားနေကြမ်းချားလေဘူးခါရေဆိုတာဒါလွန်ခဲ့တဲ့သတ္တိခုံကိုပြတာနော်အဲ့ဒါကိုတို့ဆရာတော်တွေကတစ်မျိုးလေးထည့်ထားတယ်သိလားနော်ဝိပဿနာဈာကိလေတဲ့ဝိပဿနာအားထုတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့ကိလေသာပို့ပြီးတော့စူးရှတယ်လို့ဆိုတယ်ကွယ်နော်ဒါသတိထားမှပြောတာဇူအောင်လို့လုံးအောင်ပဲလို့ဦးလေးမြင့်နော်မဆုံးဖြတ်လိုက်နဲ့ဟုတ်လားဒါပရိသတ်ရှိစီယခုဒီမှာကောသလမေတ္တရာမေတ္တာအိမ်မက်ကအတွင်းထဲကအစာတွေကိုအကုန်ထုတ်ထားတဲ့ဘူးတော်သာကြောင့်လည်းမထဲပါဘူးသာနှုံးလည်းမထဲပါဘူးကြေးတုံကြေးကြောင့်လည်းမထဲပါဘူးကြောက်ခဲလည်းမထဲပါဘူးပေါ့ရွှွတ်ရွှွတ်ကလေးအဲ့ဒီကပေါ့ရွှွတ်ရွှွတ်ကလေးဖြစ်နေတဲ့ဘူးတော်ကိုရေထဲထည့်လိုက်တော့မြတ်စွာဘုရားသဘာဝအတိုင်းဆိုရင်တော့ပေါ်လို့ကြီးပေါ်နေရမှာနော်အခုတော့ရေထဲစုပ်စုပ်ကြီးနစ်မြုပ်သွားတယ်ဗျာပြိဿကြီးအောဖို့မကောင်းဘူးလားဣမသံကောဝိပါကောတိဗန္ဒေမြတ်စွာဘုရားဣမသာဣအိမေဤဝိပါကောကျွတ်တရားစီကကောကိရိသောအဘေသူသဘောရှိပါသလဲဘုရားနောက်တစ်ချိန်ဘာများဖြစ်မလဲဘုရားဒီအိမက်ကနော်ပုဗ္ဗနမိတ်အနေအဖြစ်ဘယ်လိုများဖြစ်မယ်ဆိုတာမြတ်စွာဘုရားဖြေကြတော်မူပါဘုရားလို့လျှောက်တော့မြတ်စွာဘုရားမိတ်မိပရိသတ်ဤဣမသာမိအနာဂတေအတ္တမိကရာဇကာလေလောကေဝိပရိဝတ္တန္တိယေဝဝိပါကောဘဝိသတိဝါရဇဩမင်းကြီးဣမသာမိအိမဣလိအနာဂတေနောက်သောအခါနောက်သောအနာဂတ်ကာလ၌အနာဂတေသသနာတော်2000ကျော်တဲ့နောက်သောအနာဂတ်ကာလ၌အတ္တမိကရာဇကာလေတရားယွင်းပြည့်မင်းတို့၏လက်ထက်၌လာပြပြီဦးလေးပြည့်နော်သာသနာတော်2000ကျော်လာလို့ရှိရင်တော့ပရိသတ်ဘာမှကောင်းဖို့မျှော်မနေနဲ့တော့ဟုတ်လားကိုယ့်ကိုယ်ကိုပဲကောင်းအောင်ကြိုးစားကြဖို့ပဲရှိတယ်နော်အာဓမေကရာဇကလည်းတရားမြင်ရွင်းပြမင်းတို့၏လက်ထက်၌လောကေလောကတေဝိပရိဝတ္တန္တိယေဝပြောင်းပြန်ဖြစ်လာသည်ရှိသောဝိပါကောအကျိုးတရားတွေဘဝိသတိဖြစ်ပေလိမ့်မယ်လောကကြီးပြောင်းပြန်ဖြစ်လာလိမ့်မင်းတွေတရားပြက်ပြီလူတွေတရားပြက်ပြီသမဏဗြဟ္မဏတွေယဟန်ပြက်ပြီတရားပြက်ပြီနော်ယဟန်ဘုံနာတွေတရားပြက်ပြီလို့ဆိုတဲ့အခါပရိသတ်ရဲ့လောကကြီးပြောင်းပြန်ဖြစ်လာလိမ့်မယ်လောကကြီးဘယ်လိုဖြစ်လာမလို့ဘယ်နဲ့လဲပရိသတ်ဒီနှစ်ပို့ပြီးထူးမလားဘူးလားရာသီဥတုပြောပါတယ်နော်ကိုရတိမိုးမပြတ်သေးဘူးမိုးလေးနဲ့နေတော့ဦးလေးမြအေးတယ်ထင်ရဟိုလေသမားချောင်းသမားပရိသတ်တွေလေကိုစိုက်လို့မရဘူးတရင်လဲကျွတ်တော့မယ်နော်ဓမ္မပြည်အောက်ပိုင်းထက်ပိုင်းတလဲစီကိုရွာနေတာဘုံကအားလို့ရှိလို့ရင်အဲ့ဒါဖုံးလျှောက်ဆက်နေတာဟေးမင်းတို့ဘယ်လိုလုံးဟေးမန္တလေးဓမ္မပြည်ထက်ပိုင်းပဲဟာမိုးတွေတားကြီးနေတယ်ဗျာဒီမှာမရွာဘူးအဲ့ဒီနေ့ဒီမှာအောက်ပိုင်းမှာတအားရွာနေတဲ့အချိန်အထက်ပိုင်းလမ်းဖုံးဆက်ကြည့်ဘယ်လိုတော့ဟာဒီမှာနေတယ်ပူးနေတယ်ဗျာဟာတော်တော်ပြည့်စည်နေပါလားပြောင်းပြန်နေဖြစ်နေနော်အဲ့ဒါပရိသတ်တွေဒါပါလဲလို့ဆိုတော့လူတွေရဲ့နှလုံးသားထဲမှာတရားတွေပြက်လာပြီတဲ့အဲ့ဒါသင်္ကေတပဲမှန်ပါဗျာဘာတွေပြက်လာတော့တရားတွေပြက်လာပါဗျာ
အာရမေကရာဇာကလည်းတရားယွင်းပြမင်းတို့၏လက်ထ၌လောကေလောကသည်ဝိပရိဝတ္တန်တေယေဝပြောင်းပြန်ဖြစ်လာတဲ့အခါကျတော့ဝိပါကောအကျိုးဒီဝေဒတိဖြစ်ပေလိမ့်မယ်အဲ့ဒါလို့မင်းကောလူကောဟလာရှင်ကောယဟန်ကောသမဏကောဗျမနာကောအကုန်လုံးတစ်ကဘာလုံးပြိဿနော်တရားတွေပြည့်စည်ပြီးတော့ပြောင်းပြန်ကြီးဖြစ်လာတဲ့အခါကျတော့အဲ့ဒီဘူတော်ရေမြုပ်တဲ့အိမ်မက်ပုံသဏ္ဍာန်မျိုးတွေဖြစ်လာလိမ့်မယ်တဲ့နော်ဘယ်လိုဖြစ်မှာတော့ဘုရားစွာဘုရားဖြစ်ပုံလေးမိန့်ကြတော်မူပါဘုရားဆိုတော့ဘုရားအမေအကျေပြောဒတယရဇနောဇာတိသမ္မာနာနကုလဗုဒ္ဓနာယသနာထသတိအကုလေနနာယေဝဒသတိတေဣဒရဝေသတိဣတရိတလိဋ္ဌာတရားတော်သာသနာတော်အနောက်ပိုင်းရောက်တဲ့အခါကျတော့ရာဇာတော်တိုင်းပြည်ကျော်မင်းလိုနေကြတဲ့ပုဂ္ဂိုလ်တို့သည်ဇာတိသမ္မာနာနအမျိုးကုန်နှင့်ပြည့်စုံတော်မူကြကုန်သောကုလဗုဒ္ဓနာမျိုးကောင်းသောမျိုးကောင်းသောမြေပေါင်းတို့အားယသအချာယာတကုစည်းစိမ်အာနာကိုနတသန္တိပေးကြလိမ့်ပြီမဟုတ်သာသနာတော်2000ကျော်လာတဲ့အခါကျတော့ပညာရေးကောင်းပါတယ်စာရိတ္တကောင်းပါတယ်အမျိုးကုန်ကောင်းပါတယ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးပြိဿရဲ့ကြောင်ထိုးခံလိမ့်မယ်တဲ့ဦးလေးပြတော့ဘာချာရမှမပေးဘူးဘာနေရာမှမပေးဘူးဘာကုံနူးနဲ့မှလည်းချီးမြှောက်မှာမဟုတ်တော့ကြောင်ထိုးခံရအကုလေနနာယေဝဒသန္တိအကုလေနနာယေဝအမျိုးကိုဇာတိကိုမပြည့်စုံကြတဲ့သူယုံမှာတော့အာသာလည်းဒသန္တိချီးမြှောက်ကြလိမ့်မယ်ဘယ်နဲ့လဲဦးလေးပြပညာလည်းမတတ်ဘူးစဉ်းစားတွေးခေါ်ညာလည်းမရှိဘူးတခုကောင်းရှိတာကခိုင်းတာပဲလောက်တတ်တယ်အဲ့ဒါလိုဟာမျိုးတွေကိုဦးလေးပြချီးမြှောက်လာလိမ့်ပဲသုတ်ကပြိဿဘာကပါလိမ့်သုတ်ကကြည့်ပါဗျာဒေဣဒရဘိသတိဣဒရေတရိဋ္ဌာဒေတို့အမျိုးယုတ်တို့တွေဣဒရာအစိုးရခြားကုန်နေဘိသတိဖြစ်ကုန်လာတံအမျိုးယုတ်တဲ့ပုဂ္ဂိုလ်တွေကလုတ်ပန်ခွင့်ရလာလိမ့်ဣဒရေတရိဋ္ဌာအမျိုးကုန်ဇာတိကုန်စာရိတ္တကုန်ပညာကုန်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေရကြတော့ပြိဿရဲ့ဆင်းရဲနွမ်းပါပြီးနေကြလိမ့်ပဲနော်ပြိဿကြီးသဘောပေါက်ကြလားသဘောပေါက်ပါတယ်ဗျာအဲ့တော့ဘာဖြစ်လာမလို့ဆိုတော့ပြိဿရဲ့ဟိုနေရာကြီးလဲသူတို့ပဲဒီနေရာကြီးလဲသူတို့ပဲတကဘာလုံးပြောပါတယ်နော်တကဘာလုံးပြောပါတယ်ဟိုနေရာကြီးလဲသူတို့ပဲဒီနေရာကြီးလဲသူတို့ပဲတကဘာလုံးပြောနေတာဘာလို့ဦးလေးမြတ်မျိုးဆက်သစ်ဟုတ်လားပြောတော့မျိုးဆက်သစ်ပဲကျုပ်သတိထားကြည့်ကြည့်လဲထွက်လာသူတို့ကြီးပဲတကဘာလုံးပြောပါတယ်နော်အဲ့ဒါပြိဿမြတ်စွာဘုရားကဟောတယ်ရာဇသံဃုခေပိရာဇထွာရေပိအမေဇသံဃုခေပိဝိနေစယထာနေပိဒုစလာဘုဒ္ဓရိသနံအာဂုလိနန္ဒယေဝကတဩသိတေတဝထိတဝိယနေဇလာသုပ္ပတေတိတာဘဝိတတိပြိဿဤရာဇသံဃုခေပိရှင်ဘုရင်တို့ရဲ့မျက်မှောက်ပြောရဆိုရတော့မယ်နော်ဥထုံမောင်ကရှင်ဘုရင်ကြီးသူ့ရဲ့ရှေ့မှာပြောရဆိုရတော့ဟုတ်လားနောက်တကရာဇတော်ရပြီရှင်ဘုရင်ရဲ့တကားတကားရဲ့အနိပါဥထုံမောင်ကရှင်ဘုရင်ကြီးဥထုံမောင်ရဲ့အိမ်သားလေးမှာဥထုံမောင်ရဲ့အရေးပရဝုံထဲမှာပြောရဆိုချရတော့မယ်နော်အမေဇာသံဃုခေပိအမတ်တို့ရဲ့ရှေ့၌လည်းပဲဥထုံမောင်ကအမတ်ကြီးဥထုံမောင်တယောက်ပဲယာတုတွေပုံပေးထားအောင်နော်တို့တကားကြီးဘာမှသုံးမဖြစ်တူဟုတ်လားဥထုံမောင်ကြီးကိုဘွယ်လူတွေစုပေးထားမင်းကြီးဆိုလဲဥထုံမောင်တရားဥပမာပြတာနော်အဲ့တော့ဝိနေစယအမေဇာသံဃုခေပိအမတ်တို့ရဲ့မြောက်မောက်မှာပြောခဲ့ဆိုခဲ့တွေကြုံလာကြပြီနော်ဥထုံမောင်ကအမတ်ကြီးနောက်တကဦးလေးမရလည်းအမတ်ကြီးအဲ့ဒီအမတ်ကြီးနှစ်ယောက်ရဲ့ရှေ့မှာပြောကြဆိုကြရတော့မယ်သူနိုင်ကိုယ်နိုင်အမှန်မှန်နော်နောက်ဝိနေစယထန်နေပြီတရားယုံလူတရားယုံဘုန်းကြီးတရားယုံလူပဲဟုတ်လားလူတရားယုံကြတော့လူတရားယုံလို့ခေါ်တာပေါ့ဘုန်းကြီးတရားယုံကြတော့ဝိနည်းတို့ယုံလို့ခေါ်တာပေါ့နော်အဲ့ဒါလူတရားယုံဘုန်းကြီးတရားယုံဖြစ်တာဝိနည်းတို့ယုံမှာပြောကြဆိုကြရတော့မယ်နော်ဥထုံမောင်ကဆရာတော်ကြီးဦးလေးမင်းကလည်းဆရာတော်အနုနာယကပေါ့အဲ့တော့ဆရာတော်ဥထုံမောင်နဲ့ဆရာတော်ဦးလေးမြင့်တို့ရဲ့ရှေ့မှာပြောကြရတော့ပဲသူတို့ကအကြီးကြီးတွေကို
မာစတာကြီးတွေအဲ့ဒါလို့ဆိုတာပရိသတ်ဒီမှာကြည့်ဘာနဲ့တူလာသတုံးလို့ဆိုတော့ဒုစလဘုဒ္ဓရိသနာချင်းဤသောဘူးတော်တဲ့တူကြကုန်သောအခုလေနန္ဒယေဝပညာမရှိကြတဲ့အမျိုးယုတ်တို့ဤသာလင်ကထာစကားသည်နေဇလမတုံမလို့သောပတိတိတာကောင်းစွာတည်တတ်နေဝါအောင်မြင်သည်ဘုဒ္ဓတိဖြစ်ပေလိမ့်မယ်ဥဒ္ဓမရှင်ပင်ကြီးရှင်မဟောအမှားမှတယောက်တရားလိုကိုနဲ့တရားခံပြောကြတဲ့အခါမှာပရိသတ်တွေအဲ့ဒီမှာဥထုံးမောင်ရဲ့လက်ပါစီတပြည့်အရာရောက်တဲ့ပုဂ္ဂိုလ်ကဥထုံးမောင်ရှင်ပြင်းကြီးနာတူတူလေးကပ်ပြောအဲ့ဒါပြီးစေတဲ့သူစကားအောင်မြင်ပါတဲ့ပရိသတ်ကြီးနားလဲကြလားအမလေးရှင်ဘုရားပြောတာနောက်တော့ကြသေးပေါ့နော်ဟုတ်ပါဒါမလို့နောက်မကြပါဘူးဘုန်းဘုရားကမှဟောတာတို့မြတ်စွာဘုရားဟောတာကြားပြီမဟုတ်လားအမလေးဘုရားဟောတယ်မှန်လိုက်တာတော့နော်တကဘာလုံးပါဘယ်မှာပါလိမ့်တကဘာလုံးမှန်နေတာနော်အဲ့ဒါပရိသတ်ရဲ့နောက်တကရှင်ဘုရားတက္ကနာမှာပြောရမယ်ဥထုံးမောင်ကရှင်ဘုရားသူရှိတာသူတက္ကနာသွားပြောရမယ်လို့ဆိုတော့သူ့လူကအရေးပါသူပြောပြီးဥထုံးမောင်ကိုပြီးတာဘယ်သူရှိတယ်လဲကွဒါအရင်လိုက်ရတာဦးလေးပြီနော်ဆရာတော်ဦးလေးမင်းနဲ့စကားပြောရမယ်ဦးလေးမင်းကဆရာတော်ကြီးပေါ့ဟုတ်လားဟာဒီဦးလေးမင်းဆရာတော်ကြီးကိုပိုင်တာဘယ်သူရှိလို့ဟာအဲ့ဒါတော့မညာကျိုးဆရာတော်ပိုင်တယ်သွားကဆရာတော်ဗျာညာကျိုးဗျာဟဲ့ဘာတော့ဟာတပည့်တော်ဆရာတော်ကြောင့်နေတိုင်းဆုံးအုပ်ဖို့နေတာပါဗျာအေးပါကွာဘာကိစ္စရှိဆရာတော်ဦးလေးမင်းကိုပြောပြီးသားမှာဆရာတော်ဦးလေးမင်းကဒီနေရာမှာဒါအမှုတွဲကင်တဲ့အေးဦးလေးမင်းလည်းကြုတ်ပြောပြီးတော့ပေါ့နော်အဲ့ဒါပရိသတ်တို့ရဲ့ဘူးတော်နေရေမြုပ်တယ်ဆိုတာအဲ့ဒါပဲဟုတ်လားပညာမရှိတဲ့ပုဂ္ဂိုလ်ရဲ့စကားအောင်မြင်နေတာပြောတာမှန်ပါဗျာနောက်တစ်ခုသီလသမာဓိပညာမရှိတဲ့ပုဂ္ဂိုလ်ရဲ့စကားအောင်မြင်နေတာပြောတာပရိသတ်ကြီးရှင်းကြလားရှင်းပါပါဗျာအေးရှင်းဆိုပရိသတ်တို့ရဲ့ထပ်ကိုပြောစရာမရှိအောင်ရှင်းတာနော်တောဇလဘုဒ္ဓရိသနာချင်းဤသောဘုရောတဲ့သူကောကအကုလိနာနာယေဝပညာမရှိရတဲ့သူတို့တို့ဤသာလင်ကထာစကားသည်ဩဒီရေတော်ပါစုပ်စုံမြို့၍ထိတဝိယတီးသောဘူထောင်တို့ကဲ့သို့နေဇလမတုမလောသောပတိတိတာကောင်းစွာတည်သည်ဝါအောင်မြင်သည့်ဘုဒ္ဓတိဖြစ်ပေလိမ့်မယ်တဲ့ဘိသကြီးရှင်းရလားဗျာရှင်းပါပါဗျာဘူထောင်များအနှစ်မရှိပေမဲ့လို့ရေထဲတော့မြုပ်သွားအဲ့ဒါလိုပဲပရိသတ်တဲ့ဘယ်နေရာပဲသွားဒီနေရာဘသူပိုင်တယ်လဲအဲ့ဒါမေးကြည့်အဲ့ဒီပိုင်တဲ့လူနဲ့သွားရှင်းကသူစကားအောင်တာဘူးတော်ရေမြုပ်တယ်လို့ပဲသူတို့စကားမြုပ်တာပရိသတ်ရှင်းရလားမြဲတဲ့ဒါကလူလောကအကြောင်းဘုရားဟောတာဥလိပိယကျုပ်ရဲ့မျက်နှာတော်ပူတယ်မိထိုးထားလို့ပါတရားဆိုင်တာတခြားမဟုတ်ပါဘုရားဟောတာကြီးပရိသတ်တဲ့ပါဠိနဲ့သက္ကရာနဲ့ဟောတော့လဲဥလိပိယကျုပ်လည်းရှောင်လို့ရမလားအမလေးကြိုက်တော့မောင်တာတော့မင်းဘာမို့လို့ရှောင်ရမှာတို့နော်စအတိုင်းဟောတာနော်လာခဲ့စာကသံဃာသန္တိပတေသူပိသံဃာသန္တိပတေသူပိသံဃာကမ္မဂုဏကမ္မဌာနေသူစေဝပတ္တဇေဝရပရိဝေနာတိဝိနိစ္စယဌာနေသဒုတိလန္နံပပပုဂ္ဂလနာယေဝကထနေယနိကဘဝေသတိလာပြီစာသံဃာတဏိပတေသူပိသံဃာစည်းဝေပွဲကြီးများကျင်းပတဲ့အခါတို့၌လည်းဘုန်းကြီးလောကကြီးပြီးမောက်ထိုးပြဘုန်းဘုန်းပြောတာလားဘုရားဟောတာလားအမလေးကြိုက်ထုတ်ကိုတော့ဘယ်မှမရောက်ဘူးမသိဘူးနော်သံဃာတဏိပတေသူပိသံဃာစည်းဝေပွဲကျင်းပတဲ့အခါတို့၌လည်းသံဃာကမ္မဂုဏကမ္မဌာနေသူစေဝသံဃာကံကိုင်းကံတို့ကိုဆောင်ရွက်သောအခါတို့၌၎င်းပတ္တဇိဝရပရိဝေနာတိဝိနိစ္စယဌာနေသုစသပိသင်္ကန်းကြောင်းမြေအတွက်စသည်တို့ကြောင့်တရားဖြစ်ရာဌာနတို့၌၎င်းကြောင်းအမှုတွေနင်ဟုတ်လားအမလီပြောတာပြောရတယ်ယေနာလနော်မဝထုတ်ထားလို့ပါယေနာတာကတခြားကြောင့်မဟုတ်ပါဘူးအဲ့လိုလေးလဲပြောရတယ်ဟုတ်လားရင်နာလွန်လို့ဘာလို့လို့မဝထုတ်ထားလို့ဘိုက်ကရွှဲတော့မဝထုတ်ရင်နာတယ်ဟုတ်လားမျက်နှာလည်းပူးတဲ့ဒီတရားဟောရဘာလို့လို့ဆိုမိထုတ်ထားလို့ကုစီရီရိုက်တယ်ကိုအဲ့ဒါပရိသတ်တို့ရဲ့သပိတ်အတွက်နဲ့တရားဖြစ်တာမရှိပါဘူးနော်
သင်္ကန်းအတွက်နဲ့ယုံရောက်တာလည်းမရှိပါဘူးဦးလေးပြီဟုတ်လားဘာအတွက်နဲ့ယုံရောက်နေကြတော့ဆိုတော့ဘုန်းကြီးတွေကြောင်းလှူတဲ့ပြဿနာတဲ့ယုံရောက်နေတာဟာဒီပဲခေပိုးကိုပိုးတယ်နော်အဲ့ဒါပဲဆရာတော်ပြီးပြိဿတသနဲ့ပြောလိုက်သံဃာဖွဲ့စည်းကြီးမပေါ်ခင်တော့ကဆိုလို့ချင်းပြိဿတွေခိုင်ကနာကဆုံးဖြတ်ပြီးတာနော်သုံးရွာမှာပြိဿတွေသုံးချောင်းရှိတယ်ဆိုပါတော့အဲ့ဒီကသုံးချောင်းကဆရာတော်ကြီးတွေကအကြီးဆုံးတစ်ပါးကပြီးရောပြိဿပဲအမှုမှအထက်ရောက်တာမရှိဘူးငြိမ်းချမ်းသွားတာနော်အမလီပြိဿဒီဘက်ပြကြတော့ရံဖြစ်ပြီးလို့စုပေးလိုက်တာကြနေတာပြောမပြောချင်နော်ရံဖြစ်ဖို့စုပေးလိုက်တာကြနေတာဒါရအိန္ဒိယဘုရားဘုရားဒါဟာဟိုမှာလဲရံဖြစ်တခြားတိုင်းပြည်တွေလေးလာတဲ့ဗမာဘုန်းကြီးတွေရောက်တဲ့နေရာရံဖြစ်ဘုံဘုံစဉ်းစားတယ်ဗမာရှိတဲ့နေရာရံဖြစ်တာပဲနဲ့တူတယ်တကဘာလုံးခြုံကြည့်ပြောတာပါနော်တကယ်ပရိသတ်တော်အမေရိကရောက်နေတဲ့ဗမာဖွဲ့တဲ့တယောက်နဲ့တယောက်တဲ့တယ်များမထင်တဲ့ဦးလေးပဲမတဲ့ဘူးမတဲ့လေကြိုက်လေပေါ့နော်အဲ့ဒါလို့ဟောတာမနဲ့တော့သိကြည့်ဆိုင်စရာမလို့သူတို့ချင်းတပန်းလုံးနေတာနဲ့ပြီးရောဟုတ်လားအဲ့ဒါကြောင့်အိန္ဒိယကိုရောက်တယ်အိန္ဒိယရောက်တော့လက်ဒီတိုင်းပဲအိန္ဒိယမှာနေတဲ့ကိုတော်တွေတော်တော်များများရခိုင်ကတစ်မျိုးဗမာတစ်မျိုးရှမ်းကတစ်မျိုးမတဲ့ဘူးဥက္ကပေါ့သိလားကိုကစဉ်းစားတယ်ဩဗမာရှိတဲ့နေရာပြဿနာရှိတာပဲထင်ပါရဲ့ပေါ့နော်အဲ့ဒါနဲ့စဉ်းစားလို့ကိုကစာဖတ်တော့ဘုသုတ္တရှိပြောရအောင်တို့မန္တလေးဆရာတော်ဘုရားကြီးရှိတော့ကအထက်ဗမာပြည်မန္တလေးရဆရာတော်ဥဇဝနာဇာတပိဋကကြီးပေါ့မဂ္ဂဒေဝလင်္ကာတိကျမ်းကြီးရေးသွားတာအမတန်သီလသမာဓိပညာကိုကြီးမားတယ်တနေ့တော့မန္တလေးဆရာတော်ဘုရားကြီးအထံကိုသူ့ရဲ့ဆွမ်းအမကြီးတယောက်ရောက်လာဆွမ်းဒကမကြီးကဘာလျှောက်တော့လို့ဆိုတော့ဆရာတော်ဘုရားဘာတော့ဒကမကြီးနိဗ္ဗာန်မှာဗမာလူမျိုးများရှိသလားဘုရားမေးပုံသိလားဒါဆရာတော်ကြီးကပြောတယ်ပြုံးပြီးတော့မရှိပါဘူးဒကမကြီးရဲ့ဘယ်နဲ့ရောက်တော့ဟာရှင်ဘုရားနိဗ္ဗာန်ဗမာလူမျိုးရှိရင်နိဗ္ဗာန်လည်းပြတ်မှာဘုရားတပြည့်တော်ဟုတ်မလဲရတဲ့မှာလေဗမာမိသားစုတစုရောက်လာတယ်မကြဘူးရှင်ဘုရားတောင်ဘက်ခွန်နေမြောက်ဘက်ခွန်နေနောက်ဘက်ခွန်နေအရှေ့ဘက်ခွန်နေမတည့်တော့ဘူးဘုရားတဲ့ဂျားတွေကခလောက်ဆန်လောက်တာနိဗ္ဗာန်ဗမာမရှိဘူးဆိုတော့တော်တော်သေးဘုရားလို့ဆိုဆရာတော်ကြီးကပြုံးတယ်ပဲနော်ကိုလည်းဦးလေးပြတို့လည်းပြုံးရပဲခြေတွေရောက်ပြီနော်တော်သေးကာယပရိသတ်ရှိစီတော့အဲ့တော့သံဃာယုံနေပါပရိသတ်တဲ့သပိတ်သင်္ကန်းအတွက်နဲ့တော့ယုံရောက်တာမရှိပါဘူးနော်ကြောင်းလူတာမြေလူတာအဲ့ဒါတွေနဲ့ပဲရောက်နေတော့လာပြီပရိသတ်တွေအဆုံးဖြတ်ခံကြတော့မယ်အဆုံးဖြတ်ခံကြတော့မယ်လို့ဆိုတော့ဘသူကကြသလိုလို့ဆိုတော့သိပါပြီနော်ခါတလေကြတော့ပရိသတ်ဘုံဘုံကစာကိုပြောင်းပြန်စီတတ်တယ်အဲ့ဒါကြောင့်ဒီသတင်းသုံးပေါ်တွေကတွေ့တဲ့အခါကျလို့ချင်းကျုံနာသတင်းသုံးပေါ်တွေကဝိုင်းနေတာပညာရလို့နော်လောကပြောကြတာကရာဇာပဋ္ဌာနံနဲ့ပရိသတ်ဗါတယ်လေပြန်ဆိုကြည့်လိုက်ဗါတယ်လေရာဇာပဋ္ဌာနံရှင်ဘရင်ပြဋ္ဌာန်းတယ်တဲ့လောကကြီးနော်ရှင်ဘရင်ကောင်းရင်တိုင်းပြည်လုံးကောင်းတယ်ရှင်ဘရင်ညံ့ရင်တိုင်းပြည်လုံးညံ့တယ်အဲ့ဒါပြောတာဟုတ်လားရှင်ဘရင်ပြီးတာဒါလို့ဆိုလို့တယ်နော်အဲ့တော့ဘုံဘုံကဒီကနေ့လက်တွေ့ခဲ့တဲ့သုံးသပ်ပြီးတော့ပါဠိလေးတစ်မျိုးလေးစမြောင်ကကဟာပဏံပဋ္ဌာနံလို့ပါလိဗျာကာမနာပဋ္ဌာနံကိုဒုပရိသနားလည်တဲ့ဟောဟာလေးပြောင်းပေးမယ်မန္နိပဋ္ဌာနံလို့ပါတယ်လေဗျာဘယ်ကိစ္စပဲဖြစ်ဖြစ်ဘာပြဋ္ဌာန်းတို့ခင်ဗျားတို့ပြောတာတော့ကျုပ်ပြောတာမဟုတ်ဘူးဘာသာပြအတော်ကောင်းတဲ့ဒုဆွေမျိုးတွေနော်နေရတဲ့ကပရိသဘာပြဋ္ဌာန်းတို့မန္နိပြဋ္ဌာန်းတယ်တဲ့ဥမန္နိဆိုတဲ့ကလာပြောတာမဟုတ်ဘူးနော်ပိုက်ချံဟုတ်လားဟုတ်တယ်ပရိသတ်နေရတဲ့ကအဲ့ဒါပဲအဲ့ဒါပရိသတ်သံဃာကိစ္စမှလည်းပဲနောက်ပိုင်းကျအဲ့ဒါတွေပြဋ္ဌာန်းလာတာဥလိပိယနော်သံဃာကိစ္စသံဃာဂိုင်းဆောင်ရွက်တော့မယ်သံဃာကံဆောင်ရွက်တော့မယ်ဂိုင်းကံဆောင်ရွက်တော့မယ်လို့ဆိုတဲ့အခါအဲ့ဒါပဲပြဋ္ဌာန်းတယ်နောက်တစ်ခါကျောင်းအမှုကိစ္စပါရဝအမှုကိစ္စကျောင်းချမေကိစ္စတွေကြုံလာတဲ့အခါမှာလည်းပဲအဲ့ဒီမန္တိပဓာနာမှာပဲခင်ဗျာနော်အဲ့ဒါပြိဿတွေဘာဖြစ်လာလို့ဆိုတော့ဘုရားဟောတယ်ဒုသီလနံအတွင်းမှာသီလသမာဓိပညာအနှစ်သာရမရှိရှာကြကုန်သော
ပရိသတ်ဘယ်လိုပုဂ္ဂိုလ်တွေစကားအရာရောက်မလဲကွအတွင်းမှာသီလသမာဓိပညာအနှစ်မရှိကြကုန်သောပုဂ္ဂိုလ်တို့ဤဟုတ်လားဘာဝပုဂ္ဂလနာစိတ်ကောင်းနှလုံးကောင်းမရှိကြကုန်သောပုဂ္ဂိုလ်တို့ဤကိုင်းကွာဘုရားဟောချက်ကတော့နော်သောသီလနာအတွင်းဣဇဒသန္တာပသီလသမာဓိပညာမရှိကြတဲ့ပုဂ္ဂိုလ်တို့ဤဘာဝပုဂ္ဂလနာစိတ်ကောင်းနှလုံးကောင်းမရှိကြကုန်သောယုံမာတဲ့ပုဂ္ဂိုလ်တို့ဤကထာစကားသည်နေယနိကခရီးပေါက်သည့်ဘဝတတိဖြစ်ပေလိမ့်မယ်ဘယ်နဲ့တော့ပရိသတ်ကြီးသီလသမာဓိပညာမရှိတဲ့ပုဂ္ဂိုလ်ရဲ့စကားခရီးပေါက်လိမ့်မယ်ဟုတ်လားစိတ်ကောင်းနှလုံးကောင်းမရှိတဲ့ယုံမာတဲ့ပုဂ္ဂိုလ်ရဲ့စကားဘယ်လိုလဲခရီးပေါက်လိမ့်မယ်တဲ့ဘုရားကြီးရေတဲ့မြုပ်သူလိုပဲသူတို့စကားအောင်မြင်လိမ့်မယ်လို့ဆိုရကွယ်နော်နာလေးစီဘိက္ခုနံလေးစီဘိက္ခုနံသီလသမာဓိပညာကိုချင့်မြတ်လို့ကြ၍ရှက်တကြောက်တကုန်သောပညာရှိယဟန်သူတော်ကောင်းတို့ဤကထာစကားသည်နနေယနိကဘုဒ္ဓရိဘယ်သောခါမှခရီးမရောက်လက်တံဟုတ်လားဥထုံးမောင်ကစာတာကြီးသီလသမာဓိပညာကောင်းတယ်ဆိုလို့သူစကားအောင်လိမ့်မယ်မထင်နဲ့နော်အဲ့ဒါဦးလေးမြင့်ကမူးပြီးတော့ရနေတာတနေ့ကိုပရိသတ်တွေမနဲ့တပလဲနေလေတပလဲညတပလဲနော်အဲ့ဒါလေပရိသတ်တွေရဲ့ဘလူးလေးပဲလေးနဲ့တခါလေကြတော့လေအကျဉ်းစားလေးနဲ့တောရက်ကလေးနဲ့အဲ့ဒါလိုလေးနေတဲ့ပုဂ္ဂိုလ်ရဲ့စကားတွေကဘလို့လဲအောင်မြင်လိမ့်မယ်တဲ့ gain ဘုံဘဟောတာလားဘုရားဟောတာလားမှန်မနေဘူးလားဗျာဧဝံဤသို့လင်သဗ္ဗနာပိခသေသောရှင်းရအဖြစ်လည်းတုတ်ဆလာဖို့တိရဏကာလောဝိယအချင်းနေသောဘုရားနှင့်ရေဓမ္မနေ၍နေပြီသွားနေပြီတကဲ့သို့ဘဝတတိဖြစ်ပေလိမ့်မယ်လို့ဘဂဝါဘုရားရှင်ကိုရောမြတ်သည်ဝေသေစေသည်သုဆိုင်မရှိဟုတ်တိုင်းသိအောင်ကောင်းစွာမသည်ဖြေကြတော်မူလိုက်လေတည်းပရိသတ်ဒီနေရာလေးမှာဘုသူတလေးတကူဘုံဘုံပြောရအောင်နော်ပြီးကြတဲ့ဥပ္ပကတော့အလွတ်တို့ပြောခဲ့ပါပြီဟုတ်လားဒါကတော့ပုစီတွေရိုက်လာတာဆိုတာဒီတော့မှတ်တမ်းလေးပါသွားဘုသူတလိုချင်တဲ့ပုဂ္ဂိုလ်တွေကြားလို့မှတ်သားလို့ရအောင်ထည့်ပြောအောင်နော်အဲ့တော့ကျမ်းဂန်ထောက်ထားကပရိသတ်တွေသုဒ္ဓနိဗ္ဗာအထကတာပထမဒွေစာမျက်နှာ192ဝါနိုင်ဒုအဲ့ဒီမှာလာတဲ့ပရိသတ်တွေဟေမဝတ္တသုဒ္ဓအဖွင့်ကလေးကိုဘုန်းယူပြောဒါတော့ဒီဘုန်းတော်မြတ်စွာဘုရားဂေါရမမြတ်စွာဘုရားလက်ထက်မှာဟေမဝတ္တနတ်ဘလူနဲ့သာတာဂိရိနတ်ဘလူကြီးဆိုပြီးတော့ဘလူနှစ်ယောက်ထင်ရှားရှိပရိသတ်ဘာနတ်နဲ့ဘာနတ်လဲဟေမဝတ္တနတ်နဲ့သာဘာသာတာဂိရိနတ်ပြောလဲဘာနတ်နဲ့ဘာနတ်နတ်ဘလူတွေပဲနော်ဥထောမောဘာနတ်တော့နတ်ဘလူတော့နတ်တော့နတ်ပဲသို့တော်လည်းတကွအိဋ္ဌိပတ်ရှိတယ်အဲ့ဒါကိုနတ်ဘလူခေါ်တယ်နော်ဒါတော့မြတ်စွာဘုရားသာသနာထွန်းကားတော့မြတ်စွာဘုရားဖြစ်ပြီးတော့ပရိသတ်တို့ရဲ့ဓမ္မစကြာတရားနာရတာအဲ့ဒီညီနောင်နှစ်ယောက်စလုံးသောတာပန်တည်သွားနတ်ဘလူနှစ်ယောက်ပါတည်သွားပြီလေသောတာပန်တည်သွားကြပြီသောတာပန်တည်သွားတော့ပရိသတ်တို့ရဲ့ဒီတောင်ငါးဖြစ်ကတော့တထောင်စီနေကြတာဟေမဝတ္တနတ်ကဟိမောတတော်တဲ့ကမှနေတယ်သူကဟေမောတ္တနတ်ကနတ်ဘလူကနော်သူကသာတာဂိရိနတ်ကမေဇိမဒေသဒီမြေပြန့်မှာသာတဆိုတဲ့တောင်မှာသူကနေတာကျောင်းတဲ့တယောက်ကဆက်ဆက်မရှိဘူးနော်သောတာပရိသတ်ရဲ့နတ်လောကမှာလာပြီးနေတိုင်းဟိမောတတော်တဲ့ကမနောသီလကြောက်ဖြာပေါ်မှာနတ်သပင်စီဝဝရှိတယ်နော်တို့လောကီကိုင်းစရာတွေကတော့ဗုဒ္ဓဟူးနဲ့နတ်စီဝဝရှိတဲ့ဘယ်နတ်ကပြောထားတော့မသိဘူးနော်ဇာလပေလာကတော့လာပြီးနေတိုင်းရှိတယ်ဟုတ်လားဇာလပေလာကဘယ်နေ့ရှိတယ်ဥထုံးမောင်ကဘယ်နေ့ပြောဘာဗုဒ္ဓဟူးနေ့ရှင်ဘုရားဓာတ်တွေမဖိတ်တဲ့ဘုရားဘူးတော့ခမရဘူးကပြောသူပဲလာလျှောက်အဲ့ဒါပရိသတ်တွေဒါဘုသုတ္တပေါ့နော်အဲ့ဒါလာပြီနေပရိသတ်တွေစုံပြီးကြတော့အဲ့ဒီမှာတပားနဲ့တပားကြည့်လိုက်တယ်ဟာသတ္တဂိရိခင်ဗျာမင်းကမှမိလားမှမိတယ်အသိဟိမောတ္တနာသာအေးဟုတ်တယ်ငါလည်းမှမိတယ်ဟိုနောက်က1000ကောဘလူးပေါက်စာလေးတွေ1000ပါလာလေးတွေနောက်ကနော်သာတဂိရိနတ်ဘလူးကြီးရဲ့နောက်ကဘလူးလေးတွေဘယ်လောက်ပါတော့900ပါတယ်သာတဂိရိနတ်ဘလူးကြီးနောက်ကဘယ်လောက်ပါတော့
900ပါတယ်ဟာဟိုနောက်ကဟာလေးတွေရောတမဟုတ်တယ်ကျွန်တော်ပဲသူတို့လည်းပဲအတူတူပဲကျွန်တော်လည်းလာပြီးတော့နတ်ဘလူးလေးတွေဖြစ်နေကြတာဘလူးပေါက်စာလေးတွေနော်ဟာဝမ်းနေစရာကောင်းဝမ်းနေစရာကောင်းတယ်သိနေပြီတယောက်နဲ့တယောက်နော်ဝမ်းနေစရာကောင်းတော့ဗျာဘာမဟုတ်တာတွေကိုလက်စားမိလို့ကျုပ်တို့ဒီလိုနတ်ဘလူးဘဝရောက်တာဘလူးဘဝရောက်တာဘာလို့မိလို့လဲလက်စားမိလို့ဟာနဲ့စကားဆက်မပြောနဲ့မောနေကြနော်စိတ်လည်းမကောင်းကြနေအောင်ဗျအဲ့တော့ကကျတော့သွန်းတကာကြီးဘုရားမောင်တို့ဟုတ်လားသွန်းတိုင်းကမကြီးဒေါ်တင်တို့စတဲ့သွန်းတကာတော်မတွေကိုဘယ်ရောက်ကုန်လို့နတ်ဣတိပတ်နဲ့ပြန်ရှာသမ်းမအောင်တို့သွန်းတကာသွန်းမတွေအထက်နတ်ပြည်ရောက်ကုန်ပြီဗျသူတို့ကဟေးပရိသတ်ရဲ့သွန်းတကာသွန်းမတွေကဘယ်ရောက်ကုန်လို့သိကြပြီတို့ပရိသတ်ကတော့နော်သောရကသောမတွေကဘယ်ရောက်ကုန်လို့အထက်နတ်ပြည်မှာသောရကကြီးဥထုံမောင်ဖေတို့နတ်ပြည်မှာသောရမကြီးတော်တင်ကောသူတို့နတ်ပြည်မှာပဲဟာသူတို့ဆွမ်းတွေကိုစားတော့ပြီးတော့လာခဲ့တဲ့ထိုးကနတ်ပြည်မတက်နိုင်ဘူးခွဘာဖြစ်နေလဲဘလူးဖြစ်နေတာပရိသတ်တွေဘာဖြစ်နေတာတော့ဘာလုပ်ခဲ့လို့ပြောကြဲကြဲလေးဘာလုပ်ခဲ့လို့လဲဒီနေရာဘာမှမရှိဘူးပြောဟုတ်လားသာစားခဲ့လို့ဖြစ်ပုံကပရိသတ်ရဲ့ဒီလိုကွကာလဗမြတ်စွာဘုရားပရိနိဗ္ဗာန်ဝေဒနာချုပ်ခြင်းဒုက္ခသံသိတော်မူတဲ့အခါမှာဘုရားရှင်ရဲ့ဥဒ္ဒရာယုဂလလောင်းတော်သည်ရွှေထုံကြီးကဲ့သို့ဖြစ်ခဲ့လေပြီသက်တော်ရှိဘုရားတို့ရဲ့ခန္ဓာကိုယ်ဆိုတာကအစိမ့်စိမ့်အမွားမွားဘယ်တော့မှမဖြစ်ဘူးတဲ့နော်ရွှေတုံးရွှေခဲကြီးလို့ဖြစ်အဲ့ဒါကိုထမနာထပ်ပြီးတော့စေတီကြီးတည်ကြပြီအဲ့ဒီကစေတီကြီးမှာကပရိသတ်တို့ရဲ့မုံလေးမုံပထမသမုတ်ကရှင်ဘုရင်ကယူတယ်ဒုတိယသမုတ်ကအိရှိမင်းကယူတယ်တတိယသမုတ်ကတော့တရေတကြွယ်တွေကယူကြတယ်သတုထသမုတ်ကကျတော့အမတ်တွေကယူကြတယ်မုတ်တကားတွေနော်ဘုရားတကားမုတ်တကားတွေသီးပေါ်ပြီးခါတဲ့သာသနာတော်ကြီးမြတ်စွာဘုရားပြိဋိဘစံပေမယ်လို့ပြိဿတွေအဲ့ဒီမှာစီကားနေတာအဲ့ဒီမှာပြိဿတွေသင်္ကေချင်း2ယောက်ကသရတရားဖြစ်တာလာပြီနော်နတ်ဘလူဖြစ်မဲ့2ပါးညီတော်2ယောက်နော်သင်္ကေချင်းသာသနာတော်ကတက်ကြီးညိုဖို့ကောင်းกว่าတို့2ယောက်သင်္ကန်းဝတ်ရအောင်နော်ဝက်လာကြတော့ကသမမြတ်စွာဘုရားသက်တော်ထင်ရှားသမုခိဘုဒ္ဓသာဝကတို့ရဲ့အထံမှာသင်္ကန်းဝတ်ရတာနော်မြတ်စွာဘုရားသက်တော်ထင်ရှားရှိတော်ယဟန်သံဃာတို့ရဲ့အထံမှာပဲသင်္ကန်းစီးလို့ရတယ်ဦးလေးမြတ်သက်တော်ရှိဘုရားမြတ်လက်ထက်မှာနော်နည်းနည်းတော့တော်တော်ကြက်တာသိလားအခုကြပါဘုံဘလိုဖြစ်အဲ့ဒါသက်တော်တူတဲ့မြတ်စွာဘုရားတို့လက်ထက်ကြတဲ့အခါကျတော့သမုခိဘုရားသံဃာကနေတော့နောက်အဆက်ပွားကြတဲ့သံဃာတို့ရဲ့အထံမှာလည်းသင်္ကန်းဝတ်လို့ရတာနော်ဒါမြတ်စွာဘုရားချီးမြှောက်ခဲ့တာပါဟုတ်လားဒါပရိသတ်ရှိစီတော့အဲ့တော့ခုနိုင်ငံ2ပါးကပရိသတ်တဲ့သင်္ကန်းဝတ်သာသနာပေါင်းရောက်လာပြီးတော့အဲ့ဒီမှာစာပေပရိယတ္တိတွေကြိုးစားကြဆရာတော်တွေကိုသူကလျှောက်တယ်ညီတော်2ပါးကညီတော်ဆိုသင်္ကန်းချင်း2ယောက်ပေါ့ဆရာတော်ဘုရားသာသနာတော်မှာတပည့်တော်တို့ဘာတွေများအထောက်အမှာတော့ဘုရားကန္ဓဒူရဝိပဿနာဒူရ2မျိုးကိုအထုတ်ပရိသတ်ဘာနဲ့ပါလဲကန္ဓဒူရဆိုတာကစာသင်ရမယ်စာချရမယ်တရားဟောရမယ်နော်ဒါဘုန်းကြီးအလုပ်ဟုတ်လားနောက်ဝိပဿနာဒူရဆိုတာကဝိပဿနာတရားအထုတ်ရဒါလည်းဘုန်းကြီးအလုပ်ပဲနော်အဲ့ဒီ2မျိုးရှိတယ်ငါရှင်တို့အဲ့ဒါကြိုးစားကြလို့ဆိုတော့သင်္ကေချင်းတယောက်ကညာလဲကောင်းအရွယ်ကလည်းငယ်သေးတော့ကဲတို့ပရိယတ်တွေကိုအရင်သင်ရအောင်အသက်ကြီးမှပဲတရားအထုတ်ကြဆိုရဲဆိုပြီးတော့ပရိသတ်ပိဋကသောဘုနိကေငါရကြိုးစားလိုက်တာတခါတည်းပရိသတ်တွေမပင်မပန်းမဲ့နဲ့စာတတ်သွားကြညာလည်းကောင်းအရွယ်ကလည်းကောင်းလုံလဝရိယလည်းကောင်းအဲ့ဒီမှာတပည့်တပန်းတွေနဲ့ကြီးပွားလိုက်တာတပန်းတစ်ပါးကိုနောက်လိုက်တပည့်900စီရှိတယ်ပရိသတ်ကြီးဘယ်လောက်စီရှိသလဲ2ပါးပေါင်းတော့ဘယ်လောက်ရှိ1000ရှိတာ1000ရှိတာအဲ့ဒါကိုသုဒ္ဓနိဗ္ဗာန်ထက္ကရာကပြောတယ်ကွပုဏ္ဏဗုဒ္ဓကာလောဝိယအဟောတိပုဏ္ဏတပံဗုဒ္ဓကာလောဝိယသက်တော်ထင်ရှားဖရာလက်ထက်ကဲ့သို့အဟောတိဖြစ်ခဲ့လေပြီသ
တဲ့တော်ထင်ရှားမြတ်စွာဘုရားလက်ထက်ကလူပဲတဲ့သာသနာတော်ကြီးစီပေးနေတာနော်ပြောစရာကြီးကဲအဲ့ဒါကပရိသတ်တွေမျိုးပါဖြစ်နေတာဟောတော့လက်ကြီးရွာမှာနေကြတဲ့ပရိသတ်တွေကိုတော်လေး2ပါးလာပြီကြောင်းကိစ္စနော်ကြောင်းထိုင်နေကြကြောင်းထိုင်နေကြတော့တစ်ပါးကဇယိုက်ကျမ်းတယ်တစ်ပါးကဇယိုက်နုတယ်နော်ဇယိုက်ကျမ်းတဲ့ကိုတော်ကအဓမ္မဝါဒီဇယိုက်နုတဲ့ကိုတော်ကဓမ္မဝါဒီတရားလက်ကင်ရှိအဲ့ဒါနဲ့ပရိသတ်တွေဒီကြောင်းကိစ္စကိုသူ့ပိုင်နဲ့ငါပိုင်နဲ့အငင်းပွားကြရကနေပြီးတော့ပရိသတ်တွေနောက်ဆုံးဘယ်ရောက်သလိုလို့ဆိုတော့အဲ့ဒီမှာနှုတ်ကျမ်းတဲ့အဓမ္မဝါဒီသူတော်ကောင်းတရားလက်ကင်မရှိရနဲ့ဖြတ်လန်းကနေပြီးတော့လိုချင်တဲ့ကိုတော်ကအဲ့ဒီဆရာတော်ကြီး2ပါးကိုသွားချင်းကတ်တာသွားချင်းကတ်တော့တစိုးလက်ဆောင်တွေယူသွားတဲ့ဥထုံးမော်ရနော်ဟိုတော့ကတော့သပိတ်သင်္ကန်းယူတာပါနော်ဒကာကြီးတယောက်ပြောဘူးတော့ပြောအောင်ကြာပါပြီပြောဘူးတာလွန်ခဲ့တဲ့နှစ်30လောက်ကပြောဘူးတာနော်ရန်ကုန်သာကေတဝက်စုရက်ထဲကနာမည်တော့မပြောတော့ပါဘူးရှိတယ်ရှိချင်မှရှိတော့မှာပါလောက်ဆိုသေလောက်ပါပြီဒါလည်းကြာပြီကိုပြောတာသူလည်းကြီးပြီအဲ့တော့ကရှင်ဘုရားရေးတဲ့တရားပွဲတွေရဖို့လို့တပည့်တော်တို့လိုက်တာတရားပွဲလည်းပါမစ်တောင်းရနေတယ်နော်တန်ခါယုံစီရဟိုတော့ကဆိုရင်ပေါင်မှုတစ်လုံးနဲ့ရတယ်ဗျာတို့ပြောမယ်လို့နော်ဟိုတော့ကဘယ်လောက်နဲ့ရပေါင်မှုတစ်လုံးနဲ့ရတယ်အခုမရတော့ဘူးဗျာဘယ်လောက်ပေးရတော့3ပလင်လောက်ပေးရတယ်ပါမစ်ကလေးတစ်ခုရဖို့လူယုံမဟုတ်ဘူးဘုံကြီးယုံနော်ပြက်ထားပြောပါတယ်ဟုတ်လားတို့ပြောလိုက်ကြဲပြောလိုက်တော့သူများအတင်းပြောတယ်ဆိုတော့တို့ပြောရတာမို့လားဥထုံးမြောင်နော်ကျိုက်တို့ဆရာတော်တို့ကတော့မိုက်တက်ပြီးတော့တို့ပြောတာဒါပရိသတ်ရှိစီဟိုတုန်းကပေါပုံးနဲ့ရတဲ့ဆရာတော်ကပေါပုံးတစ်လုံးနဲ့မရတော့ဘူးဆရာတဲ့ဘုန်းကြီးတွေလဲလာပြီကဲရှိပါစေအဲ့ဒါနဲ့ပရိသတ်တွေအဲ့ဒီမှာကြောင်းပြဿနာဖြေတော့အရမဝါဒီကိုတော်ကအဲ့ဒီဝိနည်းတို့2ပါးထံသွားပြီးတော့အဲ့ဒီမှာလက်ထိုးတာသပိတ်သင်္ကန်းစတဲ့ပစ္စည်းရများနဲ့ပေါ့ဗျာအဲ့ဒါဝေဝေစားတွေလောက်ကံပြုပြီးတဲ့ခါကျတော့နောက်ဆုံးကြတဲ့အဲ့ဒီမှာကပ်ပြီးတော့လျှောက်တာရှင်ဗျာတပည့်တော်မှာဒီလိုဖြစ်ပါတယ်ကြောင်းကိစ္စဒီလိုဖြစ်တော့ငါရှင်ဘယ်သူကအမှန်ဘယ်သူကအမှားတော့တပည့်တော်ကမှားတယ်ဗျာတဲ့အဲ့လောက်ထိအောင်ဝန်ခံထားတာနော်ဟိုကျောင်းမှာနေခဲ့တဲ့ကိုတော့လူအေး तू ကအမှန်သမားဗျာ तू ကမှန်တယ်ဗျာဟေးငါဘာလုပ်ပြရမှာတော့ဆရာတော်ကြီး2ပါးကကွန်းရကြီးမြုပ်သွားပြီးတော့နောက်တော့ကွန်းနဲ့မမြုပ်တော့အကုန်မြုပ်အောင်နော်ငါဘာလုပ်ပြရမှာတော့ကွာလို့ဆိုဟာရှင်ဘုရားကိုယ်တပည့်လေးမျက်နှာကြည့်ပါဦးဗျာရှင်ဘုရားဒါလေးလည်းကြည့်ပါဦးဗျာဟိုဟာလေးလည်းကြည့်ပါဦးဗျာဟိုဘက်ကြည့်တော့လည်းတပုံဒီဘက်ကြည့်တော့လည်းတပုံဒီဘက်ကြည့်တော့တပုံသံပုံနဲ့ထည့်တာအဲ့ဒါနဲ့ပရိသတ်တို့ရေအာနာပါနာနုဒတိအေးပေါ့လေအဲ့ဒါကိုပရိသတ်တွေနောက်ကခြံထားတဲ့ဟိုဘယ်လောက်တဲ့သံဃာဘယ်လောက်ရှိတော့1000တော့အဲ့ဒီ1000ကလည်းပဲအကုန်သဘောကျတာဟာကိုတော့စိတ်သာချတပည့်တော်တို့ဆရာတော်တွေစာတတ်တယ်တပည့်တော်တို့ဆရာတော်ပြီးဟောဟို1000ကအဲ့ဒါကြောင့်ဘလူဖြစ်တာမပြောချင်ဘူးစောခင်ရဲ့နော်ဒီအကြောင်းတွေပြောရတာကိုနှလုံးနာစိတ်မကောင်းပါဘူးအဲ့ဒါလည်းသားတွေတို့ဆရာတော်ကြီးပြောပြီးတာကွာစာအရန်တတ်တာဘယ်သူမှမပေရှားနိုင်ဘူးအဲ့ဒါကြောင့်အဲ့ဒီကိုတော့1000ပါဖြစ်ဘလူဖြစ်တာနော်ဒါပရိသတ်တွေအဲ့ဒါနဲ့လာယူပြီးပြန်ပါဟိုကြတော့ပရိသတ်တွေသူ့မှာအမိရပြီဆိုပြီးတော့ဘယ်ကောင်ရပြီဆိုပြီးတော့ဟိုလူအေးကိုတော်လေးအနိုင်ကျင့်တော့သွားခုချက်ချင်းကကျောင်းကထွက်သွားဆိုတော့ဟိုကိုတော်လေးကထွက်လာပြီးတော့အင်းကလည်းသွားအောင်မပဲရိုးတဲ့လူဆိုတာနောက်ကျစမြဲပဲဦးလေးပြေတော့နောက်ကျလို့ရှိရင်နောက်ပေါက်ကပြန်ရတာပဲခေကျတာဘာမှမပြောဘူးနော်ရိုးတဲ့လူနောက်ကျတဲ့လူအပေါက်ကပြန်ဟုတ်လားစားတဲ့လူခြေဆုံးကရောက်တကဘာလုံးပြောတာပါနော်အဲ့ဒါတော့ရိသတွေနောက်ဆုံးမှရောက်လာပြီးတော့အဲ့ဒီမှာရှင်းကတ်တော့ကိုတော်တွေကိုလိုက်မိတဲ့အရင်ပါ1000ကိုတော်တို့ဟိုကိုတော်ရောက်လာသလားသမဝါဒီနှုတ်ချမ်းရှာချမ်းလीလာတယ်ကိုတော်ဘယ်လိုဖြစ်သွားတော့ဒီဘောင်ကိုတော်မတိုင်းစိတ်ဝင်စားဘောင်ကိုတော်ရောစာကျက်နေတဲ့အချင်းကိုစားလဲချရတယ်ကိုတော်ဘာကွိကွတ်ဘာမှဟုတ်တယ်မဟုတ်သူတို့ကလှုပ်ထားတာအဲ့ဒါနဲ့ပရိသတ်တို့ကိုတော်လေးကဆရာတော်ကြီးတွေတက်လျှောက်ပြေးမယ်လို့ဆရာတော်ကြီးတွေကမင်းကမှားနေတာပဲကွဟိုကအမှန်သမားပဲဟာကိုရကြီးမြုပ်သွားပြီးတော့နော်
အဲ့ဒီမှာပရိသတ်တွေကိုတော်လေးကရှုံးပြီလေဆိုလိုက်ရောအဲ့ဒီမှာကိုတော်လေးကငိုပြီးတော့ဆရာတော်ကြီးနှစ်ပါးကိုလျှောက်တာစာလေးကူးလာခဲ့တယ်သိလားဒေါမေသသနာနဘဂတောဝါအမေဥပါရုံတတိပရိတောတိတိပုဂ္ဂလမေဝအဘိခိဋ္ဌဒေါမေရှင်ဘုရားတို့သည်သာသနာတော်မြတ်ကြီးကိုအနဘဂတောဝါမငဲ့မကွဲမှု၍သာသနာကိုမငဲ့ဘူးတဲ့ကိုတော်တို့နှစ်ပါးလှုပ်တာသာသနာဆိုတာဘယ်သူပြောတာသီလသမာဓိပညာကိုယ်သီလကိုတော့ခရုမဆိုင်ဖဲနဲ့လှုပ်တယ်လို့ဆိုတာဦးလေးမရနော်ကိုယ့်ရဲ့ကိုချင်းသီလကိုသပိတ်တစ်လုံးနဲ့လဲစားတာသာသနာပြောတာနော်အမှားတော့ပုံနဲ့လဲစားနော်အနာဘဂေတောမငဲ့မကွဲမှုရဲ့အမေငါတို့ဥပဒိတိလှုပ်ကြွေးဤဗရေတော်သေတိနိသေယံပိဣတိသောပုဂ္ဂလမေဝပုဂ္ဂိုလ်ကိုယ်သာလဲအဘိခိဋ္ဌအငဲ့ကွက်ခဲလေပြီတကားကိုတော်တို့ကပုဂ္ဂိုလ်ကြီးတင်လိုက်တာပဲသာသနာအနရခေတဝပုဂ္ဂလရခေထသာသနာတော်ကအရခေတဝမစောင့်ရှောက်မှုရဲ့ပုဂ္ဂလံပုဂ္ဂိုလ်ကိုအရခေတစောင့်ရှောက်ခဲလေပြီတကားရှင်ဘုရားတို့ကမိမိတို့ရဲ့အဆုံးအမမြတ်စွာဘုရားရဲ့အဆုံးအမရင်တွဲမှာရှိတဲ့ကိုယ်သီလကိုယ်သမာဓိကိုယ်ပညာဆိုတဲ့ကိုယ်ဣဇတိကသာသနာကိုမစောင့်ရှောက်ဘဲနဲ့ဘာမဟုတ်တဲ့အတ္တမဝါဒီနှုတ်ကြမ်းလက်ထိုးနှုတ်သီးကောင်းရှာဘာကိုကိုတော်တို့ကစောင့်ရှောက်တယ်တဲ့ဘုလေးပြနှုတ်သီးကောင်းရှာဘာတွေကိုစုံကိုဘာသာပြန်ပြစ်တာဟုတ်လားမဟုတ်တဲ့လူကပို့သွက်တယ်ဦးလေးပြနော်ဧဇံတကေတာနဲ့ဒုမာကဝိနေစယဝိနေစယဓာတုနဝတ္တတိရှင်ဘုရားတို့ခုကကြီးဟာဒီဝိနေစယဌာနမှာမနေသင့်တော့ဘူးတဲ့ကံကောင်းလို့အဖမ်းမခါတာဒီကိုတော်လေးနော်တော်သည်ဟုတ်လားဘုရားနှောက်ရှက်မှုနော်ဦးလေးပြဣဇာတကေတန်တုမကဝိနေစယဓာတုနဝတ္တိကိုတော်တို့ဟောဒီကနေရမနေသင့်တော့ဘူးဣဇာပရိနိဗ္ဗောကတ္တဘောဘဂဝါကိုတော်လေးပြောရင်နဲ့ပြိဿမျက်ရည်တွေကြားလာပြီးဝမ်းနေလွန်းလို့နော်ဣဇာရဲ့နေမသာလင်ကတ္တဘောဘဂဝါကတ္တဗမြတ်စွာဘုရားသည်ပရိနိဗ္ဗောပရိနိဗ္ဗာန်စံခဲ့လိပြီတကားဣတိတို့မဟာသတ္တေနကျေလောင်သောအတ္တပြုခြင်းကံတေတော်ငိုကြွေး၍နတ္ထသတ္တုသာသနာမြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်မြတ်ကြီးကတော့ပျက်စီးပါဖို့တကားဣတိတော်လည်းပရိနိဗ္ဗာန်မှာတော့ငိုကြွေးလျက်ပက္ခမီဖဲရှာလေတော့တတိဘာကိုသာတို့ခေါ်တာတော့မေးရင်တော့ဖြေရတာခက်ဖြစ်လိမ့်မယ်တော့ဘုံကလည်းပဲသတိချပြတာဟုတ်လားဩဒါမျိုးတွေဖြစ်နေပြီဟဲ့ဆိုပြီးတော့ဘုရားဟောတာမှန်လွန်းသတိချလိုက်တာပါဟုတ်လားအရှင်ဘုရားတို့တော့ဟောဒီကဝိနည်းစရာဌာနမှာမနေသင့်တော့ဘူးဩတပည့်တော်ရှောက်ဘုရားစီတော့ဝမ်းနေလွန်းလို့ပါနော်ကသဗ္ဗမြတ်စွာဘုရားဒီနေ့မှပြိဋိဘံစံတော့တယ်တဲ့ဟုတ်လားဒီစကားတွေပြိဿမှတ်တာနော်ဝိနည်းတို့ဘုန်းကြီးလက်စားရင်ဘာနဲ့တူလဲဘုရားပြိဋိဘံစံတာနဲ့တူတယ်ပြိဿမှတ်ထားလိုက်နော်ဘုန်းကြီးဝိနည်းတို့လာစားရပါနဲ့တူတယ်ဘုရားပြိဋိဘံသာနာနဲ့တူတယ်အရထဲကယုံနေမှာတရားသူကြီးတွေလာစားတာပါနဲ့တူတယ်တရားကိုသူတော်ကောင်းတရားကိုသတ်ထာနဲ့တူတယ်မှတ်ထားတော့ဒါစေတိယဇက်ကဘုန်းဘုန်းယူပြောတာဟောတာလေးတွေမှတ်ကြစမ်းနော်ယုံနေမှာတရားသူကြီးတွေလာစားတာပြိဿဘာနဲ့တူတော့သူတော်ကောင်းတရားကိုသတ်ထာနဲ့တူတယ်ဗျာပရိသတ်ကြီးဘုဟုတုတနော်ဟာဝိရိတုဘုန်းကြီးတွေလာစားတာကြတော့ဗာနဲ့တူဖရာပြိဋိဘံစာနာနဲ့တူတယ်အရက်ထဲကတရားသူကြီးတွေလာစားတာဗာနဲ့တူတရားကိုသူတော်ကောင်းတရားကိုသတ်ထာနဲ့တူတယ်ဟုတ်လားကဲတရားသူကြီးတွေလားလို့ဆိုတော့ဘုံပရိသတ်တို့အရက်ထဲလည်းဒီတိုင်းပဲသူများတဲ့သတ်တဲ့ယောက်ျားမိန်းမသူများဥစ္စာခိုးတဲ့ယောက်ျားမိန်းမစာရိတ္တပြည့်စည်နေတဲ့ယောက်ျားမိန်းမလိန်ညာကောက်ကျစ်နေတဲ့ယောက်ျားမိန်းမအရက်တောက်နေကြတဲ့ယောက်ျားမိန်းမဘာလောက်တာတော့လို့မေးသူတော်ကောင်းတရားကိုသတ်နေတာပြောလိုက်ဘာလောက်တာတော့မလေးဗျာမောလိုက်ပါပြီတော့တယ်သူတော်ကောင်းတရားသတ်နေတဲ့လူတွေကမများဘူးလားဥထောမတဲ့ဘယ်နှပလင်းကုန်တလားမှာတပလင်းပါတို့တကကြီးရနော်ဘာလို့စီပြောတာပါသိဝဲမစားနိုင်တော့ချွေတာပြီးစီစမ်းစားတာနော်
ကာပရိသတ်ရေသဘောပေါက်ကြလားအဲ့ဒါနဲ့ပရိသတ်တို့ရေကိုယ်တော်နှစ်ပါးဒီကြမှာဩရင်ပတ်ပြီးတော့မှားဖို့ဟဲ့နော်ဘုဘက်ကတပုံဘာလို့မှတော့ကိုယ်သေးလည်းပါသွားတာမဟုတ်ဟုတ်လားဒီဘက်ကလက်ထိုးထားတာတပုံဘာလို့မှလည်းတရားငါသေးပါသွားတာမဟုတ်ရှင်းမကသာမုတ်လေးနဲ့အမြင်အဖြစ်တော့ပြမုံဘုံသို့တော်မုံကတခြားမှမပါဘာရင်းများထည့်ထားတော့မန္နိပရဏံပေါ့နော်ဥမန္နိဆိုတဲ့ကလာကြီးကပြဋ္ဌာန်းဒါကတဘိုးဒါတွေကလည်းပဲတက်တက်လုံးထိုင်စားလို့လောက်တာမဟုတ်ပါဘူးနော်သို့တော့ပရိသတ်တို့တထင်ကကလေးကိုသာရနေကြပရိသတ်မှန်လားဗျာစာရိတ္တတတ္တိဆိုတာပရိသတ်အဲ့ဒါပဲညာပြောပဲဘာတတ္တိလဲနောက်တစ်မျိုးလေးပြန်ပြောမယ်စိတ်တတ္တိဆိုတာအဲ့ဒါပဲနောက်တစ်မျိုးဘာပြန်ပြောမလဲစိတ်ရမှာတတ္တိရှိရတာပြောလိုက်ပါလိမ့်ကိုလေးမြင့်ခမည်းစိတ်ခမည်းတတ္တိရှိရလားပြောမယ်နော်အားလုံးသဘောပေါက်သူများအသက်သတ်ဖို့လို့ကြုံတယ်အခွင့်သားတယ်ဒါပေမဲ့မသတ်ဘဲနဲ့ရှောက်နိုင်တယ်အဲ့ဒါဘာတတ္တိစိတ်တတ္တိမနဲ့လဲဦးလေးပြီပရိသတ်ကြီးနော်ဝေထားမှာဟုတ်လားနောက်တစ်ချက်သူများဥစ္စာခိုးဖို့လို့အခွင့်သားတယ်ဒီနေရာမှာလက်စောင်းလိုက်လို့ရှိရင်အများကြီးရမယ်ဆိုတာအခွင့်ရတယ်ဒါပေမဲ့ခိုးလည်းမခိုးဘူးလက်လည်းမစားဘူးကိုယ်စိတ်ကိုအပြတ်နိုင်တယ်ဆိုရင်ဘာတတ္တိဘယ်နှယောက်လောက်ရှိနဖူးကလည်းချွေးတွေထွက်ထားတာလုံးမီးဘူးလို့ပါလောဘယ်နှယောက်လောက်ရှိနဖူးကလည်းချွေးတွေထွက်တာအော်ဖို့မကောင်းဘူးလားပရိသတ်အဲ့ဒါစိတ်တတ္တိညံ့ဖြစ်တဲ့လူတွေကမများဘူးလားများတယ်ဟုတ်ကဲ့ပါသဘောပါလားနာရကကံပိသုမိစ္ဆာဆိုတော့သူတော်ဘာအိမ်ရာကိုပရိသတ်လွန်ကျူးဖို့အခွင့်သားတဲ့ဒါပေမဲ့မလွန်ကျူးဘူးအဲ့ဒါဘာတတ္တိစိတ်တတ္တိမုသာဝါဒဒီနေရာမှာလိမ်မို့လို့ကျုံနေဒါပေမဲ့မလိမ်ဘူးဘာတတ္တိစိတ်တတ္တိသူရမေရမေဇဝါဒဌာနအယေသေဇာတောက်စားဖို့အခွင့်ကျုံနေဟာနိုင်ငံခြားပြရန်လေးဘလူးလေးပဲလေးအမလေးကျုံလို့လေးတစ်ခွက်တစ်ဖလားလောက်များမြည်ကြည့်ခြင်းလိုက်တာအခွင့်ကျုံနေဒါပေမဲ့မတော့ဘူးกว่าဘာတတ္တိရှင်းရရဲ့လားခက်တာကခုတော့ဘာလဲတော့အများမိုးခါရည်တောက်တော့တို့လည်းပဲအဲ့ဒါဆိုအဲ့ဒါသူတော်ကောင်းတရားကိုသနေတာဘာလို့ထားလဲကာလွန်လေးတစ်ခုရေးထားတာသဘောကျလို့ပြောရအောင်စင်အိုကြီးကရာဝင်စင်အိုကြီးကြီးကတောင်းကြိုက်ထားတာယောက်ျားတစ်ယောက်ပိန်ပိန်လေးတစ်ခါတည်းစင်အိုကြီးတွေကိုကုန်းပြီးတော့ခတ်ပိန်ပိန်လေးစင်အိုကြီးတွေကိုကုန်းပြီးတော့ခတ်နေတာကြောပြောင်လေးနဲ့ဘေးနားလေးမှာကအဲ့ဒီပါဒီအရာအမောင်းထောင်တော်မောင်းပေါ်တဲ့အခါတည်းမျက်မှန်နဲ့ကြီးတက်လို့ပုံကြီးနှစ်ပုတ်နဲ့အပြည့်ဆွဲထားတာပုံကြီးနှစ်ပုတ်ကင်ထားတာရေကအပြည့်တိုက်ဖို့အင်ကြီးနဲ့ရှိုးနဲ့မိုးနဲ့ပေါ့သူကဘေးမှာနှစ်ပုတ်ဟိုစင်အိုလည်းပါရေခတ်တဲ့လူကဘာပြောလို့ဆိုတော့စာလေးသဘောကျလို့ပါနော်အများမုခါရေတောက်ဆိုလို့ကိုလည်းပဲတစ်စက်လောက်တောက်ကြည့်မယ်မှန်းပြီးတော့ခတ်ကြည့်ပါတယ်ဘာတစ်စက်မှမရှိတော့ဘူးဘယ်လိုတော့ဘေးနာလူကြီးတွေခတ်ကုန်တာကုန်ပြီလို့ပြောတာပရိသတ်ကြီးရှင်းကြလားဘုံဘုံပြောတာဘုံဘောဒါကတွန်းဆရာပြောတာပါနော်အဲ့တော့မုခါရေတောက်တဲ့လူကမများဘူးလားဒီတရားလေးနာရတော့ဥထုမောကလည်းနည်းနည်းတော့အောင်ပါဆိုပြီးဇီဝလည်းသွားထိုးမချတဲ့ဂျွန်းထိုးကြလို့တယောက်တည်းဂန့်နေဦးမယ်တို့တကားကြီးနော်ခိုင်ကရှိစီဗျရှိစီဗျအဲ့ဒါပရိသတ်တွေဆိုဆရာတော်ကြီးနှစ်ပါးတွေနောင်တဖြည့်ပြီးတော့ပရိသတ်နော်မယံဘုဂလမနောရခန္တာသာသနာရတနာသုဘေဘကိပိဏ္ဍတို့ကိုကုဇာဥပဒေသောငါတို့ဒီပုဂ္ဂိုလ်ကိုစောင့်ရှောက်သောပုဂ္ဂိုလ်ကိုစောင့်ရှောက်ပြီးတော့မြတ်စွာဘုရားအဆုံးအမသာသနာတော်မြတ်ကြီးကိုကြောက်ထဲပြစ်ချလိုက်ပြီတဲ့စကားလေးထိလွန်းလို့နော်မြတ်စွာဘုရားအဆုံးအမသာမြတ်စွာဘုရားအဆုံးအမယရနာကိုဘယ်ထဲပြစ်ချလိုက်အဲ့ဒါတရားပြက်လို့ရှိရင်အဲ့ဒီကတရားဘယ်ထဲပြစ်ချရရောက်ဘုန်းကြီးလူပဲဟုတ်လားသီလသမာဓိပညာကိုဖြည့်ဆည်းရင်အဲ့ဒီသီလသမာဓိပညာဆိုတဲ့သာသနာယရနာကိုပရိသတ်ဘယ်ထဲပြစ်ချရရောက်မယံငါတို့သည်မဟုတ်လားဘောဂောကနုရခန္ဓာစောင့်ရှောက်ကြကုန်သည်ဖြစ်၍သာသနာရတနာမြတ်စွာဘုရားဆုံးမဖြစ်တဲ့သီလသမာဓိပညာအဓိဟုသောသာသနာတော်ယရနာမြတ်ကို
သောဘေချောက်ကြီးတဲ့နတ်ပက္ခိပိမှထဲ့ပြစ်ခဲကြကုန်ပြီလို့ဧရလင်ကောကောဇာနောင်တဘူပါမိုးတွေကိုဩဘာဒေသုံးဖြစ်စေကြလေကုန်ပြီသာဓုခေါမနေပါနဲ့နော်ဘလူဖြစ်မဲ့ကိုရောနှစ်ပါးသာထားလိုက်ပါတော့ဟုတ်လားအဲ့ဒါပရိသတ်တွေသီလသမာဓိပညာကိုဖြည့်ဆည်းတယ်ဆိုရင်အဲ့ဒီသီလသမာဓိပညာဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမယရနာကိုဘယ်တဲ့ပြစ်ချကြောက်ရည်တဲ့ပြစ်ချတာအဲ့ဒါနောင်ဓာတ်တွေရပြီးတော့သိသွားတော့ပရိသတ်တွေနတ်ဘလူကြီးတွေလာဖြစ်နေတာဗျာဘာတွေလာဖြစ်ပါလဲသူတို့ရဲ့နောက်လိုက်တပည့်1000ကပါလာဖြစ်ဘလူလေးတွေလာဖြစ်တာသူတို့ကပစ္စည်းလေးပါထောက်ပံ့နေကြတဲ့ဆွမ်းတကဆွမ်းမကျောင်းတကကျောင်းမတွေကဘယ်ရောက်ကုန်လို့နတ်ပြည်ရောက်ကုန်တယ်တဲ့အဲ့ဒါလှူခြင်းတဲ့စိတ်ကလေးနဲ့လှူလို့နတ်ပြည်ရောက်တာနော်ဟာတို့ဆရာတော်ပြောတာမှန်တာပေါ့သွားလို့အဲ့ဒီဘလူးအုပ်ထဲပါအောင်သဘောလဲသေချာကွဲအောင်မှနော်တို့ဘုံဘုံလို့တာမှန်တာပေါ့တို့ဘုံဘုံကစာတတ်ဟာတို့ဆရာတော်လို့တာမှန်တာပေါ့ဒီเจ้าဝင်ပြီးသိနေတာမှန်နေဟာတို့ဆရာတော်ကပညာထက်ကြီးပဲကွိကွတ်သွားလို့ရဘာဖြစ်မလဲဘလူးပြမှာပဲနတ်တောင်ထဲမနေပါနဲ့တော့ဟုတ်လားဘလူးပြမှာအစွဲပြုတ်ဘလူးကြီးပဲဖြစ်အဲ့တော့လှူเสียရှိတာကိုအသာလေးလှူကောင်းတယ်ဆိုတယ်မဝေဖန်နဲ့မဟုတ်လားပြန်ပြောရအောင်လှူเสียရှိရင်အသာလေးလှူကောင်းတာဆိုတာမဝေဖန်နဲ့ဒီလိုဆိုရင်အလှူကလှူမှဘယ်သွားမလို့ဟောရံဖြစ်နေတဲ့ကိုတော်တွေကဘယ်သွားမလို့မလှူဖြစ်ပဲလို့ဟုတ်လားအဲ့ဒါလေးကိုကပြောခြင်းလို့ဟုတ်လားဝစီတွေလည်းပါလို့ဘုရားလည်းအမတန်ရပါတယ်ပြိဿမရဘူးလားဒီတော့မြတ်စွာဘုရားကနေကောင်းချုပ်ပြီးဣတောနိဒနာမိဒေဗယနတ္တိဘာရာဂမေကြီးတေသိမင်းကြီးအားဣဒနိဒနာမိအိမ်မဲ့ဒီဟောသောအကြောင်းကြောင့်လည်းဘယံဘေးဒုက္ခတွေနတ္တိမရှိပါဘူးသိမင်းကြီးမှာဘာဘေးဒုက္ခအန္တရာယ်မှမရှိဘူးမင်းကြီးလို့ဣတိဣသောလည်းဘဂဝါဘောနောကြောင့်ပါသေးကြတော့ဘုရားရှင်ကိုရောမြတ်သည်အဝဇံကရုဏာရှိရှုဟောကြားတော်မူလိုက်ပါပေသတည်းအိမ်မက်ဆင်းတဲ့အမေးဖြစ်လင်္ကာလေးပူဇော်ကြရအောင်ဗျာသံကြီးမပေါင်းဘုရားဘုရားယင်းတဲ့သုတ်ဆုံနှင်းမြုပ်လုံးစုံပညာရှင်များသကအုပ်သုံးပြောသမျှလောကမသုံးကိုဓမ္မတေသင်တေနာယန္တန္တိကတမယဒေနာသဗ္ဗေဒုက္ခယန္တုဇနာဧတသမင်ခိနောမေမယတေသကပုဂ္ဂိုလ်ဘုခောသောသမဟောကျွန်ုပ်သည်ဣတိဝဒနေနာယကုဟောကြားခဲ့ပြီးသောပါဠိတော်စဉ်ထကရာစဉ်ဖြင့်ဓမ္မကုသလမအိဗ္ဗစေကြောင့်အမည်ရှိတဲ့ဓမ္မကထာဒေသနာကိုဒေသင်သေနာသိနိုင်ကြပါစေဘုဟုသောတတွေတိုးကြပါစေစိတ်တတတ္တိတွေမွေးနိုင်ကြပါစေဆိုတဲ့သေနာမေတ္တာမေဟောပြယံသိတွတ်တာကြောင့်ယာမဘုံချမ်းခြင်းတရားဟောလို့ရရှိတဲ့ဓမ္မဒါနကုသိုလ်တို့ကိုအရိကတံကောင်းစွာမသိရလိုက်ပါပေပြီဓမ္မယေမြင်လျက်ချင်းကင်စေကောင်းဝိညာဉ်ကုန်တော်သင်္သရသင်တရားနာပရိသမောင်တော်ကောင်းတို့မှလည်းပဲယာမဘုံချမ်းခြင်းတရားနာလို့ရရှိကြတဲ့ဓမ္မသမဏကုသိုလ်တို့ကိုအရိကတံကောင်းစွာမသိရလည်းရပါပေပြီဒေနတောသောယညသောဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုညကရိယာကုသိုလ်တို့ကြောင့်သဗ္ဗေဇနာသေသရသင်္တနာပရိသပေါင်းတို့နဲ့တဝနလူပြမပေါင်းများစွာတို့သည်ဧထသဗ္ဗေကိနောအလိုရှိရာကောင်းမြတ်သောဧထအထွေတွေကျေးဇူးမင်္ဂလာပြာပြတော်နဲ့ပြည့်စုံကြကုန်သည်ဖြစ်၍သုခယံတိယနေ့မှစနိဗ္ဗာန်ရသည်ဘဂလတိုင်အောင်စေကျွမ်းလန်း၍ကျမ်းမ်းမှချမ်းချမ်းသာသာရှိတော်မူကြပါစေကုန်သတည်း